သိအိမ်မှာလျှက်စစ်စနစ်တွေဒီကင်းရတာဒီချက်၅ချက်ကိုအခုပဲစစ်ဆေးကြည့်ပါအိမ်တအိမ်မှာလျှက်စစ်ပစ္စည်းတွေဟာနေ့စဉ်ဘဝအတွက်မရှိမဖြစ်လိုအပ်တယ်လို့တစ်ဖက်မှာလည်းသတိမထားမိရင်ကြီးမားတဲ့အန္တရာယ်ကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်သိအိမ်မှာအောက်ပါအချက်အလက်လေးတွေကိုပုံမှန်စစ်ဆေးဖို့အတွက်တိုက်တွန်းပေးရစေနံပါတ်1အချက်ဝါယာကြိုးများအပူလွန်ကဲနေသလားမီးပလက်ခုံကြီးဒါမှမဟုတ်ဝါယာကြိုးတွေဟာကိုင်ကြည့်လိုက်လို့ပူနေမယ်ဆိုရင်ဒါဟာဝင်ပို့ overload ဖြစ်နေတာဒါမှမဟုတ်ကြိုးသားမကောင်းတာဖြစ်နိုင်ပါတယ်နံပါတ်2အချက်ဘရိကာတွေခဏခဏကျနေသလားဘရိကာကျတာဟာစိတ်အနှောက်အယှက်ဖြစ်စေရလို့မမြင်ပဲသင်အိမ်ရဲ့လျှက်စစ်စနစ်ကသင်ကိုအန္တရာယ်ရှိနေပြီလို့သတိပေးနေတယ်ဆိုတာသိထားသင့်ပါတယ်နံပါတ်3အချက်မီးပလက်ခုံများခြောင်နေသလားမီးပလက်ခုံခြောင်တာဟာမီးပွားထွက်ခြင်းကိုဖြစ်စေပြီးတော့မီးလောင်မှုကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းတစ်ခုနံပါတ်4အချက်ပစ္စည်းအဟောင်းတွေမှာထပ်လိုက်တတ်သလားခြေကဲတက်တာဒါမှမဟုတ်အိုးရှော်ချက်ကိုကင်လိုက်တဲ့အချိန်မှာတုံသွားတယ်ဆိုရင်ဒါဟာမီးယိုစိမ့်မှုရှိနေတာပါနံပါတ်5အချက်ကတော့စနစ်တကျတက်ဆင်ထားတဲ့ DB ပေါက်ရှိပါသလားသင်အိမ်မှာအရေးအသွေးကောင်းတဲ့ circuit breaker တွေစနစ်တကျဖွဲ့စည်းထားတဲ့ distribution box ရှိဖို့ကအရေးကြီးဆုံးအခြေခံအချက်ဖြစ်ပါတယ်။ကိုယ့်အိမ်ရဲ့ဘေးကင်းလုံခြုံမှုဟာကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတယ်။ကဲ၍သင်အိမ်မှာလျှက်စစ်နဲ့ပတ်သက်ပြီးတော့တန်တရားရှိတာပဲဖြစ်ဖြစ်စနစ်တကျစစ်ဆေးပြုပြင်ချင်တာပဲဖြစ်ဖြစ် MEW Engineering Group ကဝန်ဆောင်မှုပေးဖို့အသင့်ရှိနေပါတယ်။ဒါဆိုရင်အခုပဲဆက်သွယ်လိုက်တော့နော်။